ညကပွဲမှာစွန်ရက်တယောက်ဒုတိယရှီမှအလဲထိုးနဲ့အနိုင်ရလိုက်ပါတယ်ကိုတဲ့ရှီနဲ့လက်တံသားတဲ့ကောင်းနာကစားသမားကိုဖွင့်ထိုးပြီးအနိုင်ရလိုက်တာဖြစ်ပါတယ်မှွေတိုင်းစစ်စစ်နှစ်ယောက်ဖြစ်တာကြောင့်မှွေတိုင်းရတာပြည့်နဲ့အတော်ကြည့်ကောင်းခဲ့ပါတယ်ပြန်ဘက်ကကောင်းနာကစားသမားပါရှီတန်လက်တံအသာသီးယူကအကောက်ဝေးထိန်ပြီးအမှတ်ယူပြီးထိန်ကစားခြင်းပုံရပါတယ်ပထမရှီမှာတော့အလုပ်ဖြစ်လိုက်ပါတယ်ဒါပေမဲ့ဒုတိယရှီမှာတော့စွန်ရက်ကဘလူးဆိုင်စတီးပြီးလင်းလင်းလင်းမြဲပွဲဖြတ်လိုက်ပါတယ်ဒီနေရာမှာပြောစရာရှိတာကဖိုက်တာရဲ့နောက်မှာပါလာတဲ့နီးပြတွေရဲ့အရေးပါပုံပါဒီပွဲမှာဆိုရင်စွန်ရက်အနေနဲ့ပထမရှီကလို့ကစားမဲ့ဆိုရင်အမှတ်နဲ့ရှုံးမှာပါဒုတိယရှီမှာဖွင့်ထိုးလို့သာလဲထိုးလိုက်နိုင်တာဖြစ်ပါတယ်ထိုင်းကျင်တွေမှာလေ့ကျင့်နေတဲ့ကစားသမားတွေဆိုရင်သူတို့ရဲ့နောက်မှာပွဲကိုအကဲခတ်ပြီးညွှန်ပြနိုင်တဲ့နီးပြတွေပဲလိုက်လေရှိပါတယ်မြန်မာဖိုက်တာတွေမှာတော့နီးပြနှစ်ယောက်သာပါပြီးအတုံးမဝင်တဲ့ရောပျော်လူပွဲစားကလိုက်ပါလာတာကိုတွေ့ရမှာပါဖိုက်တာတွေအတွက်အကျိုးမရှိနိုင်တဲ့လူတွေကိုဖယ်ပြီးတကယ်နီးပြစစ်စစ်တွေကိုပဲစင်ပေါ်ခေါ်တာကပိုအကျိုးရှိနိုင်ပါတယ်ဆိုတော့မြန်မာဖိုက်တာတွေအနေနဲ့အစွဲတွေကိုရှုတ်နိုင်ပြီးလမ်းကြောင်းမှန်ပေါ်ရှောက်လိုင်းနိုင်ပါစေလို့ဆုတောင်းရင်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်သွားပေးကြပါဦး